Hello လောက်ပါနော်အလုပ်သွားနေရဆိုတော့အလုပ်ကဟိုးနာလီမှာပါဘာလုပ်လဲဆိုတော့ခဏနေကြရင်လိုက်ပြမယ်အလုပ်သွားတဲ့လမ်းမှာဆိုရင်ဒီလိုထင်းရှူတန်းကြီးလေးရှိရယ်ဒီရရဲ့လေကအရင်လက်ဆက်တယ်ပေါ့နော်ဒီမှာဒီထင်းရှူတော်တွေကနေပြီးတော့မှဖြတ်သွားရတာပါခေတော့လေဒီဟိုဘက်လမ်းစားနေပြီးတော့မှဟိုးဘက်ကျွန်တော်တို့ရောက်တဲ့ထီကိုလမ်းလုံးကထင်းရှူတော်ကြီးတွေပဲအားတာရတယ်ဒီမှာလေထင်းရှူပဲနေဒီမှာလေးရှိရယ်ရှေ့မှာလေးရှိရယ်အများကြီးပဲရှူဝိုင်းလီကတအားလက်ဆက်တယ်တရားလေဟိုးမှာလမ်းမြင်နေရတာဒီကျွန်တော်တို့ပြည်အောင်စုလာမကြီးပေါ့နော်ဒီမှာပါ City View လို့ခေါ်ပါတယ်ဒီလိုလမ်းလျှောက်လာလို့ရှိရင်ဟိုးမှာ Welcome ဆိုပြီးတော့မှဆိုင်းဘုတ်လေးတွေ့ပါလိမ့်မယ်ခင်ဗျာဒီထဲရောက်လို့ရှိရင်လည်းတန်းလုံးကထင်းရှူတန်းကြီးတွေပဲဒါပေမဲ့တခုတော့သတိထားရမယ်ဒီလိုလာလို့ရှိရင်ဝင်ကြီးတယောက်တစ်ထောင်ပေးရမယ်ရာဒီယိုတူကကြတော့မမှန်ဘူးပေါ့နော်အခုနေပူတယ်ခဏနေမိုးအောင်တယ်တော့ကြနေကြရင်မိုးလေးရွာရင်ရွာမှာပေါ့နော်ဒါတော့နှွေအကျော်မိုးအကူကာလာဖြစ်မယ်နဲ့တူပါတယ်ဆိုတော့မိုးကြိုပန်းနေလဲပွင့်နေပြီးပြမယ်နော်ဒီမှာပါဒါတို့ဒီမှာမိုးကြိုပန်းလို့ခေါ်တာပေါ့နော်တော်တော်လေးလာရဲအလေးထားပေါက်တဲ့အပင်ထဲမှာအလုံးရောက်ပြီဒါတော့ကားပကန်ထားနေရပါတော့ပြီးလို့ရှိရင်ဒီဘောကုန်းလေးကိုတက်သွားလို့ရှိရင်ရန်လာရှုပ်ခဲလေးရှိပါတယ်တလောပဲရောက်လို့ရှိရင်အလေးချပါရာဒီလူကတော့နေပြန်ထွက်လာပါပြီအလုပ်လေးရောက်ပြီဆိုတော့နောက်မှတွေ့ကြမယ်နော်ဘိုင်ဘိုင်2 နာရီလောက်မှပြီးတော့ဒီလိုနေရာလေးရောက်သွားရင်တော့ဆုံးတယ်ကလောနေပြီးတော့မှ3 နာရီလောက်မောင်းလာတဲ့နောက်ပိုင်းတော့ဒီနေရာရောက်ခဲ့ပါပြီစောက်ထားတော့မကြသေးဘူးထင်တယ်တော်လေးရောလာကဲခုတော့ကျွန်တော်တို့ရေကုန်ရောက်ပြီဒါကလေရွာငံရေပြိုင်ဘက်ကနေပြီးတော့မှလာတဲ့ရေကုန်ပါနေရာတော့တော်တော်လေးလာရလမ်းနေပေါ့နော်2 နာရီကျော်3 နာရီနီးပါးပြင်မဲမောင်းလာခဲ့ပြီမဲ့လေဒီရေကုန်ကြီးဒီလိုစိမ့်နေတဲ့ရေပြင်ကြီးကိုတွေ့လိုက်တဲ့အခါကျတော့အမောကြီးကတော့ပြေးပါတယ်တော်တော်လေးလေးကစားလို့ကောင်းပါတယ်အေးလေးအေးချမ်းပါတယ်ခင်ဗျာမိမရဲ့တခင်မတောင်းလဲကျွန်တော်ဒါဒုတိယတစ်ချိန်ထပ်ပြီးတော့ရောက်တာဖြစ်ပါတယ်ဒီတော့အစမီနှစ်ထားဖို့နေတယ်ကားပေါ်လိုက်ပင်တရားမှာရှိနေတဲ့ရွှေဦးမင်းလိုင်ကိုကြီးတဲ့ကိုလည်းကျွန်တော်ဒါဒုတိယတစ်ချိန်ထပ်ပြီးတော့ရောက်တာပါဒီထဲမှာဆိုလို့ရှိရင်တော့ဖရားတွေစင်တူတော်တွေအများကြီးပဲရှိပါတယ်အထဲထဲမှာဆိုလို့ရှိရင်တော့တဘာဝအလျောက်အေးစိမ့်နေရပြီဖြစ်ပါတယ်ဟုတ်တယ်မျက်နှာမြင်ချက်ခံပါစေချီတောင်းနေရပဲကင်မရာလေးကကောင်းလိုက်တာဟုတ်ပါလားဒါကတော့လိုင်ကူထဲမှာရှိရဖရားကြီးဖြစ်ပါတယ်မနက်9 နာရီနေပြီးတော့စထွက်လာတဲ့ဒီခီးစဉ်လေးကတော့ဒီပင်တရားရွှေဦးမင်းလိုင်ကိုဖရားမှာပဲအဆုံးသတ်သွားခဲ့ပါတယ်ကျွန်တော်တို့ကလောကိုပြန်လိုက်ပါအောင်မယ်နောက်ထပ်ပြန်ပြီးတော့တွေ့ကြပါအောင်မယ်နော်လာမယ်ဆိုမြေခေါ်ရင်တော့တူရင်တော့ in lay
မနေ့ကအင်းလေးတော့ဖြစ်ခဲ့ပါတယ်ဆိုတော့အင်းလေးမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေရှိနေမလဲဘယ်လောက်ထိလှနေမလဲဆိုတာကိုလိုက်ပြီးတော့မှကြည့်ကြပါအောင်နော်ပြီးတော့ရကန်းစင်ကိုတက်လိုက်ဖြစ်ပါတယ်။အဲ့မှာဆိုလို့ရှိရင်သူတို့ဒီအထက်ထက်ရောက်ဖို့အတွက်ဘယ်လောက်ရက်တည်ကြလဲပြီးတော့ဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုဒီမှာလေးချောချောလေးကရှင်းပြပေးထားတာဖြစ်ပါတယ်။ဖိတ်ရှိလည်းရှင်းပြနေတာပေါ့နော်။ဒါကတော့သူတို့ရဲ့အထက်ရောင်းနဲ့အယောင်ဘက်ဆိုင်ချင်းဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်အမတ်တရားပစ္စည်းတွေဝယ်လို့ရပါတယ်။ဖောင်းနှုံဖះမှာကျတော့ကျွန်တော်တို့သွားတဲ့ရက်ကဆွမ်းလောင်းပွဲရှိနေတဲ့အခါကျတော့ဖះတော့တတိချာချာလေးမဖူးခဲ့ရဘူးပေါ့နော်နောက်တစ်နေရာတော့ဒါသွားတော့လေးကြည့်တဲ့နေရာပေါ့နော်ငဖေးချောင်းလို့ခေါ်ပါတယ်ဒီမှာဆိုလို့ရှိရင်ရှင်းအောင်လက်ရာတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်ဒီဖုံးချောင်းဆိုလို့ရှိရင်လည်းအခြေကြီးပေါ့နော်ပြီးတော့ဒီပလင်တွေမှာလောက်ထားတဲ့ဒီလက်ရာတွေဆိုလို့ရှိရင်လည်းရှင်းအောင်အနုလက်ရာအသေးစိတ်ကိုလောက်ထားတာဖြစ်ပါတယ်ခင်ဗျာအင်းလင်းခီးစိန်တွေကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးများတင်ပါတယ်